မြန်မာနိုင်ငံမှာတော့ကဆုံလားပြည့်ဆိုရင်ညောင်ရည်သွန်းပွဲဆိုတာလောက်ပဲသိနေကြတယ်တကယ်ကတော့ဘုရားမြတ်စွာရဲ့မွေးနေ့အခါသမယဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ကောင်းတယ်ပေါ့မြတ်စွာဘုရားဟာဒီကနေ့မှာကဆုံလားပြည့်နေ့မှာမွေးဖွားခဲ့တာဖြစ်လို့ကဆုံလားပြည့်နေ့တိုင်းအမှတ်တရမြတ်ဗုဒ္ဓရဲ့မွေးနေ့အဖြစ်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့7ပါးသီလကိုခံယူစောင့်တည်ခြင်းမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဘုရားမြတ်စွာကိုပူဇော်တာဟာပန်းရည်ချမ်းဆင်မီးပန်းတို့တဲ့ပူဇော်တာတဲ့ပန်းရည်ချမ်းဆင်မီးပန်းတို့နဲ့ပူဇော်တာတဲ့သမ္မာပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းလက်တွေ့ကျင့်သုံးပြီးတော့ပူဇော်ခြင်းဟာပို့ပြီးတော့မြတ်မြတ်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းအင်မတန်မှချီးမွမ်းတယ်ဒါကြောင့်မို့အမတ်တရကဆုံလားပြီဆိုလို့ရှိရင်မြတ်စွာဘုရားကိုဂုဏ်ပြုပူဇော်သောအားဖြင့်လူတိုင်း7ပါးသီလစောင့်တည်လို့ဘုရားမြတ်စွာကိုပူဇော်သောအားဖြင့်ဘုရားနုတ္တိဘာဝနာများထူးထူးခြားခြားပွားများသိကြတယ်ပေါ့ဒါလည်းအမတ်တရရှိထားကြဖို့ပေါ့ဘာရိကဆုံလားပြည့်နေ့ဟာအင်တာမထူးခြားတဲ့နေ့ဖြစ်တယ်ရသော်ဗျာဖွားတော်မူတဲ့နေ့သာမကဘာရိကဆုံလားပြည့်နေ့မှာပဲမြတ်စွာဘုရားဟာတရားဓုတရားမြတ်ကိုရရှိပြီးတော့သဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိခဲ့တာဖြစ်လို့ဒီနေ့ဟာဘုရားဖြစ်တော့ရောက်တော်မူတဲ့နေ့အဖြစ်ထူးခြားတဲ့နေ့တစ်နေ့လို့ဖျားဖြစ်တော်မူတဲ့နေ့ဖြစ်ခြင်းကြောင့်လဲဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့အမတ်တရအာယုံပြုပြီးတော့ပူဇော်ကြဖို့မြတ်စွာဘုရားဟာဒီကနေ့မှာထူးခြားတဲ့သဗ္ဗညုတဉာဏ်တော်ကြီးကိုရသည့်အတွက်ကြောင့်တော်ဝါရဲ့အကျိုးကိုကရုဏာပညာနှစ်ရပ်ပေါင်းစပ်ပြီးတော့ကောင်းမြတ်တဲ့အကျင့်တရားတွေကိုထုတ်ဖော်ဟောကြားနိုင်သည့်အတွက်ကြောင့်ကမ္ဘာလူသားတွေဟာဆင်းရဲဒုက္ခလွတ်မြောက်ပြီးဒီကနေ့တည်းဟာကမ္ဘာကြီးငြိမ်းချမ်းမှုကိုဘုရားဘာသာတရားတော်ကအကျိုးပြုနေစေဖြစ်တယ်လို့ဒီလိုပြောရမှာဒါကြောင့်ဘုရားဖြစ်သို့ရောက်တော်မူတဲ့နေ့အဖြစ်လဲမှတ်သားပြီးကြီးညိုလို့ပူဇော်ကြဖို့နောက်ဆုံးသက်တော်80ပြည့်တဲ့အခါမှာမြတ်ဗုဒ္ဓသီလနဲ့တရားတို့ရဲ့မရှောင်မလွဲနိုင်တဲ့ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှချုပ်ပြောက်ခြင်းသဘောရှိတယ်ဆိုတဲ့သဘာဝတရားအတိုင်းပဲဘုရားကိုယ်တော်မြတ်ခန္ဓာတွေချုပ်ငြိမ်းလို့ပြိဋိဘံစံတော်မူရတယ်ပြိဋိဘံစံတော်မူသွားတဲ့မြတ်စွာဘုရားကိုလည်းရည်စူးပူဇော်ပြီးတော့ပုဂ္ဂိုလ်သူမြတ်ကြီးလောကကြီးမှာပေါ်ထွန်းပြီးတော့မှန်ကန်တဲ့တရားဓမ္မတွေကိုဟောပြောသွားတာနောက်ဆုံးမှာမှန်ကန်တဲ့တရားတွေကိုလူသားတွေရဲ့ယင်တဲ့နှလုံးထဲမှာထည့်ထားခဲ့ပြီးတော့ပြိဋိဘံစံသွားရတယ်ကောင်းကင်ကနေမင်းကြီးဟာလောကရအလုံးကိုအလင်းအောင်ပေးပြီးနောက်ဆုံးအချိန်ရောက်တဲ့အခါကျတော့အထတောင်ဆုံးကိုပျောက်ကွယ်ဝင်ရောက်သွားပြီးတကယ်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလေလောကလူသားတွေကိုအလင်းအောင်ပေးပြီးတော့သင်္ခါရတို့ရဲ့သဘောတရားအရာချုပ်ငြိမ်းကွယ်ပြောက်သွားကြရတယ်ဒါကိုလည်းပဲအမတ်တရားအနေနဲ့ဘုန်းကြီးတို့တပည့်မှတ်သားပြီးတော့မြတ်စွာဘုရားကိုပူဇော်ကြဖို့ပေါ့ဒါကြောင့်မို့ဒီကဆုံလားပြည့်နေ့ဟာအင်မတန်မှထူးခြားတဲ့နေ့ဖြစ်သောကြောင့်မြတ်စွာဘုရားသတင်း300ညောင်ပင်လေးပရိဘောဂဇေဒီဖြစ်တဲ့ညောင်ပင်လေးသတင်း3ယုံညောင်ပင်လေးမှာဘောဓိပင်လေးမှာညောင်ရည်လေး3ယုံနဲ့မလုံလောက်သေးဘူးမြတ်စွာဘုရားဖွားတော်မူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်
ဘုရားပွင့်တော်မူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်ဘုရားပြိဋိဘံဆံတော်မူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်မှတ်သားပြီးအမြဲတမ်းထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်သူမြတ်ကြီးကိုမြင့်မြတ်သောအကျင့်တွေကိုကျင့်ကြံကြိုးကုအားထုတ်ခြင်းဖြင့်ပူဇော်ကြရမှာဒါကြောင့်မို့ဒီကနေ့ဤဌာနမှာကဆုံလပြည့်နေ့အမှတ်တရဗုဒ္ဓကိုဂုဏ်ပြုပူဇော်သောအားဖြင့်ဓမ္မသဘင်ကိုဆင်ရင်ကျင့်ပနေကြတာဖြစ်တယ်ပေါ့ဒါဟာပန်းရည်ချမ်းစီမီပန်းတို့တဲ့စီမီတို့နဲ့ပူဇော်တာတဲ့တရားဓမ္မဖြင့်ပူဇော်ခြင်းဟာမြတ်စွာဘုရားရဲ့အကြိုက်ဖြစ်ရုံမျှမကပို့ပြီးတော့လဲချီးမွမ်းပွဲကောင်းတဲ့ပူဇော်မှုမျိုးလို့ဆိုတာဟာအင်တမထင်ရှားတယ်ပေါ့ဒီကနေ့မြတ်စွာဘုရားဘဝနဲ့ထူးခြားတဲ့အဖြစ်အပျက်ကြီးတွေ၃ကြိမ်၃ခါဆုံတွေ့လာခဲ့တဲ့ကဆုံလပြည့်နေ့အမတ်တရမြတ်ဗုဒ္ဓကဘာစကားတွေမိန့်ကြားခဲ့ဘူးတော့မြတ်ဗုဒ္ဓမိန့်ကြားတဲ့စကားတွေမြောက်များစွာရှိတဲ့ထဲကဆုံလပြည့်နေ့နဲ့သက်ဆိုင်တဲ့စကား၃ခုလောက်ကိုဒီကနေ့မှတ်သားနာယူပြီးရာသက်ပံမိမိတို့ယင်တဲ့နှလုံးထဲမှာသိမ့်ထားပြီးမြတ်စွာဘုရားကိုမြတ်နိုးကြဖို့ပူဇော်ကြဖို့ပါကောင်းပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဘုရားအလောင်းတော်လေးဟာဒီကနေ့ကနေစပြီးတော့ပြန်လီရေတွက်ကြည့်မယ်ဆိုလို့ရှိရင်အခုနှစ်ပေါင်း2500နော်နှစ်ပေါင်း2500ရှိတယ်အဲ့ဒီနှစ်ပေါင်း2500အခုနှစ်ပေါင်းသာသနာတော်နှစ်2556ဆိုတာမြတ်စွာဘုရားပြိဋိဘံဆံတဲ့နှစ်ကိုမှတ်တမ်းတင်ထားတာဘုရားပြိဋိဘံဆံသွားတဲ့နှစ်ဟာနှစ်ပေါင်း2556နှစ်ဒီကနေ့56နှစ်ကုန်ဆုံးလို့လက်ဖြင့်ငါကြလို့ရှိရင်နှစ်ပေါင်း2559ကိုရောက်မယ်ကဆုံလာပြီကျော်တရက်နေ့ဆိုရင်သာသနာတော်နှစ်ဆိုတာပြောင်းလဲသွားမယ်ဆိုတာသတိထားဖို့နှစ်ပေါင်း2556နှစ်ကုန်ဆုံးပြီးတော့မြတ်စွာဘုရားပြိဋိဘံဆံခဲ့တဲ့နှစ်တွေဟာဝေးပြီးတော့သွားလိုက်တာလက်ဖြင့်ငါဆိုလို့ရှိရင်နှစ်ပေါင်း2559ဖြစ်ပြီလို့ဒီလိုပြောရမှာပေါ့အဲ့တော့အဲ့ဒီထက်မဲ့ဒီနေ့နှစ်ပေါင်း2556ထဲမှာအနှစ်80မြတ်စွာဘုရားရဲ့ဘဝတက်တော်80ဆိုအနှစ်80ထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း2636အဲ့ဒါဟာဘုရားမြတ်စွာမွေးနေ့နှစ်အကြာဟာနှစ်ပေါင်း2636နှစ်မြောက်ကမွေးခဲ့တာလို့ဒီလိုပြောလို့ရတယ်ပေါ့အကယ်၍သာတက်တန်းရှိမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တက်တော်ဟာနှစ်ပေါင်း2636နှစ်ရှိပြီလို့ဒီလိုဆိုရမှာပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့လူဘဝရရှိလာတဲ့နှစ်ဟာအမှန်တမ်းကြာညောင်းလာခဲ့ပြီအဲ့ဒီနှစ်ပေါင်း2636နှစ်မြောက်ပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါဒီကနေ့ခေတ်နီပေါနိုင်ငံရှေးတုန်းကတော့နီပေါနိုင်ငံဆိုတာမရှိသေးဘူးတက္ကတိုင်းကပိလဝမြို့တော်မှာသောတရဏမင်းကြီးနဲ့မာယာဒေဝီဆိုတဲ့မိဖုရားကြီးတို့ကနေပြီးတော့သားတော်လေးတစ်ပါးဖွာတန်းဆင်ခဲ့တယ်ဖွာတဲ့အခါမှာနန်းတော်ပေါ်မှာမွေးဖွာတာမဟုတ်ဘူးအင်မတန်ထူးခြားတဲ့အတိတ်နိမိတ်နဲ့မွေးဖွာကနေ့မှာမေတော်မိဖုရားကြီးရဲ့စိတ်ဟာနန်းတော်ပေါ်မှာမနေတော့ပဲနဲ့
မိဘရဲ့တိုင်းပြည်ဖြစ်တဲ့မြို့တော်ဖြစ်တဲ့ဒေဝတဟကိုအသွားအမတန်တာယာလှပတဲ့လုံမိနီဥယျာဉ်ကြီးထဲမှာခိတ္တခဏဝင်ရောက်နားနေတဲ့အချိန်လောဘနီအင်းကြီးမန်းတွေကထူးထူးဆန်းဆန်းနဲ့ကဆုံလာပြည့်နေ့မှာပွင့်နေကြတယ်အဲ့ဒါလို့ပွင့်နေတဲ့အချိန်လောဘနီအင်ဂျင်မန်တပွင့်ကိုလှမ်းကင်တဲ့ခုဆွတ်မလို့လှမ်းကင်လိုက်တဲ့အချိန်လေးမှာပဲဘုရားအလောင်းတော်လေးဖွားမြင်လာခဲ့တာတဲ့တစ်ပင်အောက်မှာဘုရားအလောင်းတော်လေးဟာဖွားမြင်လာခဲ့တာအဲ့တော့ဖွားမြင်လာတဲ့အခါတာမန်သူ့လိုကိုလိုမွေးဖွားတာလားလို့ဆိုတော့မဟုတ်ဘူးလောကမှာဒီကနေ့ခေတ်မိခင်တွေကသာသမီမွေးဖွားတဲ့အခါမှာအိပ်ရဖြစ်စေထိုင်ရဖြစ်စေမွေးဖွားကြတယ်ဘုရားလောင်းရဲ့မေတော်ကြီးကတော့မတ္တရရဲ့သားလေးကိုဖွားသန်းစင်တယ်ပေါ့အဲ့ဒီလိုမွေးဖွားတဲ့အခါမှာလည်းပဲဘုရားလောင်းတော်လေးရဲ့မွေးဖွားမှုဟာအလွန်ပဲလွယ်လွယ်ကူကူမွေးဖွားခြင်းဖြစ်တယ်ဥပမာပေးထားတဲ့စကားလေးဟာဓမ္မဂတိကပုဂ္ဂိုလ်တရားဟောပြီးလို့ပလင်ပေါ်ကဆင်းတယ်လို့ပဲတဲ့မိခင်ဝမ်းရဲ့အပြင်ဘက်ကိုဆင်းသက်လာခဲ့တယ်လို့ဒီလိုပြောတာပေါ့နော်အဲ့တော့ဒီလိုပြောတဲ့အခါမှာမြန်မာတွေပြောလို့ရှိတယ်ညာတော့အဖြစ်သာသမီတွေမွေးဖွားတဲ့အခါမှာခေါင်းကနေစပြီးတော့ဖွားတာများတယ်ခြေကဖွားတဲ့ပုဂ္ဂိုလ်ကြတော့အနှိတ်ကောင်းတယ်လို့ဆိုပဲနော်သူကနှိတ်ပေးလို့ရှိရင်ယောဂဝေဒနာတွေပျောက်တယ်ခြေကစဖွားအဲ့တော့ဘုရားလောင်းလေးဟာပလင်မော်ကဆင်းကြွတယ်လို့ဖွားတာဖြစ်သောကြောင့်ခြေကနေစဖွားတယ်လို့ဒီလိုပြောရမှာပေါ့ခြေတောက်ကနေမိခင်ဝမ်းကအရင်ကျွတ်ပြီးတော့မတ်တက်ကလေးမွေးဖွားလာတယ်အဲ့ဒီလိုမွေးဖွားလာတဲ့အခါမှာအောက်ကိုမကြရလေအောင်နတ်တွေကအလောင်းတော်လေးကိုလှမ်းပြီးတော့မချီကြတယ်ပြီးတော့မှလူတွေကမချီကြတယ်နတ်တွေမချီတာတော့ဘယ်သူမှမြင်ရတာမဟုတ်ဘူးလူတွေမချီတဲ့အခါကျမှသာမြင်ကြရတယ်ပေါ့အဲ့ဒါလို့ဘုရားအလောင်းလေးဟာမိခင်ဝမ်းကခုလိုကဆုံလာပြီးနေကြီးမှာမွေးဖွားလာပြီးတဲ့အချိန်မြောက်အရက်ကိုမျက်နှာမူးပြီးတော့ခုနှစ်ဘွားလှမ်းကြွတယ်ခုနှစ်ဘွားလှမ်းလိုက်တယ်ကိုလလည်း10လဘွားဆိုတော့သူများတဲ့ပို့ပြီးတော့မိခင်ဝမ်းထဲမှာ10လတိတိနေတာဖြစ်သောကြောင့်ခန္ဓာကိုယ်ရဲ့ကြမ်းမှန်ကြန့်ခိုင်မှုဆိုတာလဲရရှိတာအခုခေတ်ကလေးတွေကတော့မကြန့်ခိုင်တာဘာလို့တော့ဆို9လတို့10လတို့ဖွားကြတာဟုတ်အဲ့တော့ဘုရားအလောင်းကြတော့10လတိတိမှာဖွားတာဖြစ်သောကြောင့်ခန္ဓာကိုယ်ရဲ့ကြန့်ခိုင်မှုကရှိလို့ဝေးဖွားပြီးလင်ပြီးခြင်းလမ်းလျှောက်နိုင်တယ်ဆိုတာထူးခြားချက်တစ်ခုပဲပေါ့အဲ့ဒါလို့လမ်းလျှောက်ပြီးတဲ့အခါမှာလောကကြီးကိုရှုစားတယ်လူလောကကြီးတဲ့ရှေးဥစွာရောက်လာတဲ့အခါမှာအယမျက်နှာတွေကိုကြည့်လိုက်စัจ java လာတစ်ခုလုံးကိုကြည့်လိုက်တဲ့အခါမှာအလောင်းတော်ရဲ့မျက်လုံးထဲမှာနတ်တွေပြမာတွေအပါအဝင်တရားဝါတွေဟာသူ့ကိုလက်အုပ်ချပြီးတော့ဥညွတ်လေးစားနေကြတာကိုမြင်ရအဲ့ဒါလို့မြင်လိုက်ရတဲ့အခါမှာနှုတ်တော်ကထွက်ပြီးတော့စကားကိုပြောကြားခဲ့တယ်မွေးဖွားတဲ့နေ့ကဆုံလာပြည့်အမှတ်တရပထမဆုံးစကားဘာလဲလို့ဆိုရင်အားလုံးကသူ့ကိုတကိုးကြီးတဲ့ဗြဟ္မာကြီးတွေကအစလက်အုပ်ချီးနေကြတာမြင်ရတော့အဂောဟမတမိလောကတာသူဟာတတ္တလောကကြီးထဲမှာသူဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်နေပြီလို့ဆိုတာသူကသူနှုတ်ကနေထုတ်ဖော်ပြီးတော့ဝန်ခံပြောကြလိုက်တယ်စစ်ထောဟမတမိလောကတာအလုံးကသူ့ကို
အလေးပြုနေတာဖြစ်သောကြောင့်လောကထဲမှာသူဟာအကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုလည်းနှုတ်ကနေမြုပ်ပြီးတော့ပြောလိုက်တယ်တိထောဟမတမိလောကတာလောကကြီးမှာချီးမွမ်းစရာဂုဏ်တွေနဲ့အပြည့်စုံဆုံးဆိုတာသူကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုလည်းနှုတ်ကနေမြွက်ပြီးတော့ပြောကြားလိုက်တယ်ထူးခြားတဲ့စကားသုံးခုကိုဘုရားလောင်းတော်လေးဟာစတင်ပြီးတော့လူဘာသာစကားနဲ့ပြောကြားခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်ဒီလိုပြောကြားခဲ့တာဟာကစုံလပြည့်နေ့မှာပဲပြောကြားခဲ့တာမဟုတ်ဒီလပြည့်နေ့ရဲ့အမတ်တရရဗုဒ္ဓရဲ့စကားပဲအကောဟမတမိလောကတအဟံငါသည်လောကတတတ္တလောကကြီးတဲ့အကောအတ္တမိအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပါလားအဟံငါသည်စိတ္ထောဟမတမိလောကတအဟံငါသည်လောကတတတ္တလောကကြီးတဲ့စိတ္ထောအတ္တမိအကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေပါပေါ့လားတိထောဟမတမိလောကတအဟံငါသည်လောကတတတ္တလောကကြီးတဲ့တိထောအတ္တမိချီးမွမ်းတိုက်ဆုံးသောပုဂ္ဂိုလ်ဖြစ်နေပါလားလို့သူကိုယ်သူပြောကြားနိုင်လောက်အောင်ပတ်ဝန်းကျင်ကအလုံးလေးမြတ်ပြုတ်နေတာကိုတွေ့ရတယ်ပေါ့ဒီစကားသုံးခုကိုပြောပြီးတဲ့နောက်မှာဆက်ပြောတဲ့စကားလေးကအမတန်မှထူးခြားတယ်ဘုရားလောင်းတော်ရဲ့ဉာဏ်ထဲမှာအရွယ်ဟာနုနယ်ပြီးတော့ငယ်ရွယ်နေပေမဲ့လို့အသိဉာဏ်ကြီးကအမတန်မှကြီးမားနေပြီစိတ်ဓာတ်ကလည်းအမတန်မှမြင့်မြတ်နေပြီဘာဖြစ်လို့လဲလေးသင်္ချေနဲ့ကဘာတသိန်းကာလပတ်လုံးလေ့ကျင့်ခဲ့တဲ့လေ့ကျင့်မှုတွေဟာဒီကနေ့အထွတ်ထိပ်ရောက်သွားတာဖြစ်သောကြောင့်ရုပ်ခန္ဓာအနေနဲ့မွေးကင်းစပုဂ္ဂိုလ်လေးပင်ဖြစ်စေကမူအသိစိတ်ဓာတ်အနေနဲ့အသိဉာဏ်အနေနဲ့ရင့်ကျက်ပြီးသားပုဂ္ဂိုလ်ဖြစ်နေပြီလို့ဒီလိုသိရအမှန်တမ်းရင့်ကျက်နေပြီအဲ့ဒါလို့ရင့်ကျက်နေသည့်အတွက်ကြောင့်သူ့ဘဝအခြေအနေကိုသူသိလို့ကြော်ညာတဲ့အနေနဲ့ပြောလိုက်တယ်အယမန္တိမာသာတိအယံဇာတိယခုမွေးဖွားလာမှုဟာအန္တိမာဇာတိနောက်ဆုံးမွေးဖွားခြင်းပဲဒီနောက်ငါမမွေးတော့ဘူးလို့လောကကြီးကိုကြေညာခဲ့တဲ့စကားတစ်ခုပဲဘုန်းကြီးတို့တွေဘယ်သူမှမကြေညာရဲဘူးအယံဇာတိအခုငါမွေးဖွားလာခြင်းဟာအန္တိမာဇာတိနောက်ပိတ်ဆုံးမွေးဖွားခြင်းလို့မပြောနိုင်နောက်ထပ်မွေးဦးမှာမွေးတာမှလူအဖြစ်လဲမွေးခြင်းမွေးမယ်တိရစ္ဆာန်တွေအဖြစ်ခြင်းမွေးမယ်အမျိုးစုံပဲကိုဘယ်လို့မှမကြေညာရဲဘူးအသိဉာဏ်ရင့်ကျက်နေတဲ့ဘုရားအလောင်းဟာသူ့ကိုယ်သူကြေညာလိုက်တယ်အယံဇာတိယခုမွေးဖွားလာမှုဟာအန္တိမာဇာတိနောက်ပိတ်ဆုံးမွေးဖွားလာမှုပဲဖြစ်တယ်နောက်ထပ်သူမမွေးတော့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းထပ်ပြီးတော့ပြောလိုက်တယ်နတ္ထိဓာနိပုဏ္ဏဘောယခုအခါမှာဆိုရင်ငါမှာပုဏ္ဏဘဝဆိုတဲ့နောက်ထပ်ဘဝတစ်ခုဘယ်တော့မှမရှိတော့ဘူးလို့ဒီလိုခြေညာပြီးတော့ကလေးအရွယ်နဲ့မလိုက်အောင်ပြောကြားလိုက်တဲ့စကားတွေကအင်မတန်မှထက်မြက်ပြီးတော့အင်မတန်မှအဆင့်တန်းမြင့်ခဲ့တဲ့စကားတွေကိုဘုရားလောင်းတော်လေးဟာပြောကြားခဲ့တာဖြစ်တယ်ကြိုတင်ပြီးတော့ဘာကြောင့်သိနေတုံးဆိုလို့ရှိရင်အသိဉာဏ်ကရင့်ကျက်နေလို့သိတာဒါမျိုးကဖြစ်နိုင်လားလို့ဆိုဖြစ်နိုင်တာပေါ့ခဏခေတ်မှာတောင်တခါတရံကြားကြတယ်မဟုတ်လားစနစ်သားအရွယ်လေးကတက္ကသိုလ်ကသင်္ချာတပုတ်ကိုတွက်ပြနိုင်တယ်ဆိုတာမျိုးလို့ပေါ့ပညာဉာဏ်ရင့်ကျက်နေပြီဆိုလို့ရှိရင်တော့ဒါတွေဟာသိစွမ်းနိုင်တယ်ပေါ့ရုပ်ခန္ဓာအနေနဲ့နုနယ်ပြီးတော့အခုမှမွေးကင်းစားလေးဖြစ်ပေမဲ့လို့အသိဉာဏ်အနေနဲ့ကအလုံးကိုရင့်ကျက်ပြီးမြင်မာနေတယ်ဒါကအသိဉာဏ်အရာသာဖြစ်တယ်ရုပ်နဲ့မဆိုင်ဘူးနန္တရားရဲ့ရင့်ကျက်မှုဟာ
အထွတ်ထိပ်ကိုရောက်နေတယ်ဘုန်းကြီးတို့တွေလည်းဒီဘဝမှာအသိဉာဏ်နဲ့ရင့်ကျက်အောင်လေ့ကျင့်သွားကြမယ်ဆိုလို့ရှိရင်ဓမ္မပဂတိတာဝကအနေနဲ့ဖရာတဆူနဲ့တွေ့မယ်ဆိုလို့ရှိရင်ဝိသခါတို့လို9နှစ်အရွယ်လေးနဲ့ပဲသောတာပန်ဖြစ်သွားတာမျိုးဆိုတာဖြစ်နိုင်တာပေါ့။ဘာဖြစ်လို့တော့ဆိုအသိဉာဏ်ကရင့်ကျက်နေလို့ရုပ်ခန္ဓာနုနယ်ပေမဲ့လို့အသိဉာဏ်ရင့်ကျက်နေပြီဆိုရင်ဒီအခြေအနေမျိုးကိုရောက်ရှိနိုင်တယ်။ဒါကြောင့်ရုပ်ခန္ဓာကိုယ်ကြီးကိုသိပြီးတော့အလေးထားကြမလို့ဘူး။ကျမ်းစာမှာရှိနေရင်ပြီးပြီအသိဉာဏ်နဲ့ရင့်ကျက်အောင်ကြိုးစားနေဖို့လိုတယ်။အသိဉာဏ်နဲ့ဖွံ့ဖြိုးတိုးတက်နေအောင်နေ့စဉ်နဲ့အမျှပညာတွေကိုစီးပူးအားထုတ်နေဖို့လိုအပ်တယ်။ပညာရခြင်းဘာလို့อ่ะနေ့စဉ်နဲ့အမျှတရားဓမ္မတွေနာလို့ဘုရားဟောကြားတဲ့တရားစာအုပ်တွေကိုဖတ်ကြားလို့မသိတာတွေကိုမေးမြန်းစူးစမ်းလို့ဆင်ញင်သုံးသပ်လို့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်အသိဉာဏ်တွေဟာတစရတစမှားလာကြမှာပဲဖြစ်တယ်ဟောအကယ်၍သာအသိဉာဏ်တွေမြင်မအောင်မကြိုးစားကြဘူးဆိုလို့ရှိရင်အစာတွေသာစားလို့ကောင်းတာတွေသာရွေးချယ်စားရင်ခန္ဓာကိုယ်ကြီးကဝိတ်တွေသာတက်လာမယ်ဉာဏ်ကတော့တက်လာမှာမဟုတ်ဘူးမြတ်စွာဘုရားကတခါအမိန့်ရှိဘူးတယ်လေအပ္ပတုတယံပုရိသောဗလိဘဒ္ဒောဝစီရတိမန္တာနိတတ္တဝဋ္ဌန္တိပညာတတ္တနဝတ္တိတဲ့အသက်ရည်ကြီးလို့မခိုင်းတော့တဲ့နွားကြီးတကောင်တောထဲမှာလွတ်ထားလို့ရှိရင်အဲ့ဒီနွားကြီးဟာမြက်တွေခြုံနေစားရင်နဲ့ဝါဖြိုးနေတယ်အဲ့ဒါလိုပဲတဲ့တရားဓမ္မလည်းမနာဘူးစာပေတွေလည်းဖတ်ရှုခြင်းမရှိဘူးမေးမြန်းလေးလာခြင်းလည်းမရှိပဲနဲ့အပြင်းထူပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာအစာစားပြီးအေးအေးဆေးဆေးနေတဲ့နွားတစ်ကောင်ရဲ့ကြီးပွားမှုမျိုးပဲကြီးပွားနေမှာပဲတဲ့မန္တာနိတတ္တဝဋ္ဌန္တိသူ့မှာအသားတွေသာတိုးပြီးတော့ပညာတတ္တနဝတ္တိအသိပညာကတိုးလာမှာမဟုတ်ဘူးဒီဆုံးမစကားလေးကိုတတိထားဖို့လိုတယ်ပေါ့ဘုန်းကြီးတို့တွေပညာတိုးအောင်နေ့စဉ်နဲ့အမျှကြိုးစားအားထုတ်နေကြရအောင်မသိသေးတာတွေသိဖို့မကြားဘူးသေးတာတွေကြားဘူးဖို့စူးစမ်းပြီးတော့လေ့လာနေရအထူးသဖြင့်လေ့လာတဲ့ပညာရပ်တွေကတော့ဖျားပွင့်တဲ့အခါမှသိရှိခွင့်ရတဲ့တရားနဲ့ပတ်သက်တဲ့ပညာတွေကိုသိရှိနားလည်နေအောင်လေ့လာစီးပူးအားထုတ်နေရမယ်ဒီလိုဆိုလိုတာပေါ့တခြားပညာရပ်တွေကတော့ဘယ်အချိန်မဆိုအလွယ်တကူဘယ်ခေတ်ဘယ်ဘဝမှာမဆိုအလွယ်တကူရနိုင်ကြတယ်ဓမ္မနဲ့ပတ်သက်တဲ့ပညာမျိုးဆိုတာရဖို့အမှန်တမ်းခဲနေအဲ့ဒါလို့ပညာမတိုးရင်အသားတွေသာတိုးပြီးဝါဖြိုးနေတဲ့ပုဂ္ဂိုလ်တွေဟာဝိချဖို့တောင်ကြိုးစားနေကြရလိမ့်ဦးမယ်နော်ပညာတိုးလို့ကတော့ဝိမတက်ပါဘူးပညာတိုးသည့်အတွက်ကြောင့်ဝိတက်လာတာမရှိဘူးပညာတိုးလေအသိဉာဏ်တွေတိုးလာလေဆင်ញင်တုံတရားတွေပိုများလာလေနေတတ်ထိုင်တတ်ပိုရှိလာလေတန်မိုးကပိုမြင့်လာလေဒီလိုပဲဖြစ်မှာပါအေးဒါကြောင့်မို့ဘုရားအလောင်းတော်လေးဟာကဆုံလာပြည့်နေ့မှာအမတ်တရားစကားမြတ်ကြားပြောဆိုခဲ့တာဒီကနေ့အဖြစ်ဘုန်းကြီးတို့တွေအမှတ်တရမှတ်သားထားကြဖို့တို့တွေဟာအသိဉာဏ်ရင့်လာတဲ့တနေ့မှာအယမန္တိမှာဇာတိနတ္ထိဓာနိပုဏ္ဏဘောဒါငါအတွက်နောက်ဆုံးမွေးဖွားခြင်းပဲနောက်ထပ်ဘဝသစ်ဆိုတာငါမှမရှိတော့ဘူးလို့ကိုယ်ဆုံးဖြတ်နိုင်တဲ့ပညာမျိုးရအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ဟောတာကဆုံလာပြည့်နေ့ရဲ့အမှတ်တရစကားတစ်ခုပဲပေါ့
ဘုရားလောင်းတော်လေးမွေးဖွားလာပြီးတဲ့နောက်မှာသက်တော်29နှစ်မှာတောထွက်လို့6နှစ်ပတ်လုံးတရားဓမ္မကိုစူးစမ်းရှာဖွေကျင့်ကြံကြိုးကုပ်အားထုတ်တာအတော်နဲ့လမ်းမှန်ကိုမတွေ့ဘူးနောက်ဆုံးလမ်းမှန်တွေ့လာပြီးတော့အာနာပါနသတိကျင့်စဉ်နဲ့သမထကိုကျင့်ကြံကြိုးကုပ်အားထုတ်လို့ပေါက်ရောက်အောင်မြင်ပြီးဝိပဿနာဉာဏ်နဲ့ရှင်ပြီးတော့နှလုံးသွင်းဆင်ញင်လိုက်တဲ့အခါမှာဟောဒီကဆုံလာပြီနေ့မှာပဲဘုရားအလောင်းတော်လေးဟာထူးခြားတဲ့အသိဉာဏ်ကြီးကိုရရှိခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီလိုထူးခြားတဲ့အသိဉာဏ်ကြီးကိုရရှိပြီးတော့ဘုရားအဖြစ်သို့ရောက်သွားတာလည်းပဲဟောဒီကဆုံလာပြီနေ့ပဲထူးခြားတဲ့အသိဉာဏ်ကြီးကိုရရှိသွားလို့ရရှိသွားတယ်ဆိုတာမြတ်စွာဘုရားဟာဘယ်ကမ္မထံကိုအထုတ်တာလဲလို့မေးရင်အာနာပါနသတိကမ္မထံထွက်လေဝင်လေကိုတတိနဲ့ကပ်ပြီးတော့ရှုရင်းတမာရီတွေထူထောင်လို့ဝိပဿနာဉာဏ်ကူးပြီးတော့ဘုရားဖြစ်သို့ရောက်တယ်ဘုရားဖြစ်သို့ရောက်တဲ့အခါမှာသောတာပန်မဖြစ်ဘဲနဲ့ဘုရားတန်းဖြစ်တာလားလို့ဆိုဒီလိုတော့မဟုတ်ဘူးတရားအထုတ်ရင်ကနေပြီးတော့ဇန်၄ပါးအစဉ်စဉ်တက်ပြီးနောက်ဆုံးမှာဇန်၄ပါးမှာရှိတဲ့ယုံ nant ဓမ္မသင်္ခါရတွေကိုရှုမှတ်ဆင်ခြင်ပွားများခြင်းဖြင့်ဝိပဿနာဉာဏ်သက်ဝင်လာတဲ့အခါမှာပထမဒိဋ္ဌိဝိသိကိစ္စကိုဖယ်ရှားနိုင်တဲ့သောတာပတ္တိမဲ့သောတာပတ္တိဖို့ကိုရပြီးဒုတိယကာမရာဂနဲ့ဗျာပါဒကိုလျှော့ချနိုင်တဲ့သဂါရဂါမိမဲ့သဂါရဂါမိဖို့ကိုရတတိယကာမရာဂနဲ့ဗျာပါဒကိုလုံးဝဖယ်ရှားပြစ်နိုင်တဲ့အနာဂါမိမဲ့နဲ့အနာဂါမိဖို့ကိုရစတုထကြတော့ကိလေသာတွေအလုံးဖယ်ရှင်းလို့အဝိဇ္ဇာဆိုတဲ့အမှောင်ကင်းသွားတဲ့ရတ္တမေရတ္တဖို့ဆိုတဲ့ဉာဏ်အလင်းကိုနောက်ဆုံးရလိုက်တဲ့အချိန်လေးမှာသဗ္ဗညုတဉာဏ်ဆိုတဲ့ဂုံတုဝိသေတာကြီးလည်းပါလာတယ်အရတ္တမေရတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဂုံတုဝိသေတာပါတာမဟုတ်ဘူးတချို့ယဟနာပုဂ္ဂိုလ်တွေဟာအရတ္တမေအရတ္တဖို့ကိုသာရတယ်တခြားထူးခြားတဲ့ဉာဏ်ဉာဏ်တွေမရဘူးမြတ်စွာဘုရားမှာတော့ဘုရားကိုယ်တော်မြတ်တွေရနိုင်တဲ့ဂုံတုဝိသေတာတွေတသဗလဉာဏ်တို့ဝေတာရိဇဉာဏ်တို့ဘယ်သူနဲ့မှမဆက်ဆံတဲ့အတ္တတရဏဉာဏ်တို့ဆိုတာဘုရားရှင်ကိုယ်တော်မြတ်တွေရနိုင်တဲ့ဉာဏ်ကြီးအလုံးဟာအရတ္တမဲ့ရလိုက်တာနဲ့တပြိုင်နက်အကုန်လုံးတပါးတည်းပါတယ်ထင်ရှားအောင်ပြောရမယ်ဆိုရင်ဆယ်တန်းအောင်တာချင်းတူပေမဲ့လို့ဒီပါတဲ့လူနဲ့မပါတဲ့လူကွာသေးတာပဲပေါ့မြတ်စွာဘုရားဟာဒီဂရီတွေအကုန်ရလိုက်တယ်လို့ဒီလိုဆိုလိုတာပဲပိစိကဗုဒ္ဓကျတော့ပိစိကဘောဓိဉာဏ်ပါလာတယ်ရတာတော့အရတ္တမေအရတ္တဖို့ပဲအရတ္တမေကမှကိလေသာအလုံးကိုဖယ်ရှားနိုင်တာရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ဟာလည်းပဲထို့တူပဲအရတ္တမေအရတ္တဖို့ရလိုက်တာနဲ့တပြိုင်နက်အရတ္တမေရလိုက်တာနဲ့ဧကတာဝကတွေရနိုင်တဲ့ဉာဏ်ဉာဏ်စွမ်းအစွမ်းတတ္တိတွေအကုန်ပါသွားတယ်တာမန်ယဟန်တော်တွေကြတော့တချို့ကြတော့ဝိဇ္ဇာ3ပါးဆိုတာပါတယ်တချို့ကြတော့အဘိညာဉ်6ပါးဆိုတာပါတယ်တချို့ကြတော့ဘာမှမပါဘူးအရတ္တမေပဲရတယ်အရတ္တမေကထုတ်လုပ်တဲ့အရတ္တဖို့မြတာရယဟန္တာလို့ခေါ်ရယုံပဲဂုဏဝိသေသမရှိတဲ့ယဟန္တာပုဂ္ဂိုလ်တွေလည်းရှိတာပဲအရေးကြီးတာတော့အရတ္တမေရဖို့ကအရေးကြီးတယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကြတော့အရတ္တမေရလိုက်တာနဲ့တပြိုင်နက်သဗ္ဗညုတဉာဏ်စာဆိုတဲ့ဗုဒ္ဓရဲ့အရည်ချင်းတွေအာလုံးပြည့်ပြည့်စုံစွာရသွားတယ်ဟောဒီကဆုံလာပြည့်နေ့မှာဘုရားအဖြစ်သို့ရောက်သွားတယ်ပေါ့အဲ့ဒီမှာဘုရားဖြစ်သို့ရောက်ခဲ့တဲ့ဒီကနေ့ပြန်ပြောမယ်ဆိုလို့ရှိရင်နှစ်ပေါင်း2500 90နဲ့တနှစ်ရှိပေါ့အဲ့ဒီမှာအရတ္တမေရလို့ဘုရားဖြစ်တဲ့အခါမှာ
မြတ်စွာဘုရားရဲ့နှုတ်တော်ကထုတ်ဖော်ပြီးတော့ပထမဆုံးပြောတဲ့စကားဟာဘာလဲရလိုက်လို့ဝမ်းပန်းတတာလေးသိညတဲ့ကဘာတသိန်းကာလပတ်လုံးပါရမီတွေဖြည့်ဆည်းလာခဲ့တာနော်ခေတံလက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုယ်တော်ဤပင်မခြင်းတို့ဆိုတဲ့အတိုင်းဘဝတဏ္ဍမှာမိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့အသားတွေအသွေးတွေမျက်လုံးတွေနှလုံးသားတွေဆုံးရှုံးခံပြီးတော့ပါရမီတော်တွေဖြည့်ရှင်းလာခဲ့တာအခုဘုရားဖြစ်တော့ရောက်တယ်သဗ္ဗညုတဉာဏ်ကြီးကိုရလိုက်တဲ့အခါမှာဘုရားမှာဘာရတယ်ဆိုတာကိုသူပြောတယ်အဲ့ဒီမှာပထမဆုံးဥရန်ကျူတဲ့စကားကိုအာလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေကြားဘူးနေကြတဲ့စကားတစ်ခုပဲအိမ်မှာကိုးကွယ်တဲ့ဗုဒ္ဓရုပ်ပွားတော်တွေကိုသံဃာတော်တွေကိုပင့်ပြီးတော့အနေကစားတင်တယ်ဆိုတာအဲ့ဒီမြတ်စွာဘုရားကဆုံလပြည့်နေ့မှာဘုရားဖြစ်လင်ဖြစ်ချင်းဥရန်ကျူခဲ့တဲ့စကားပဲဒါလည်းကဆုံလပြည့်နေ့အမှတ်တရမြတ်ဗုဒ္ဓ၏စကားတစ်ခုပဲပေါ့အဲ့ဒီစကားကအတိတ်ပဲအမတမရှင်းရှင်းလေးရဲ့ဘုရားဖြစ်သူရောက်တဲ့အခါမှာဘာကစပြောလိုက်တာတော့ဆိုအနေကဇာတိတန္တာရံတန္တာဝိတ္တံအနိဗ္ဗိတံကာကရံခဝေတန္တောဒုက္ခဇာတိပုဏ္ဏပုဏ္ဏတန်တရားထဲမှာသူဖြစ်ခဲ့ရပုံကိုခြုံငုံသုံးသပ်ပြတယ်အနေကဇာတိတန္တာရံတန္တာဝိတ္တံဘဝပေါင်းမြောက်များစွာတဘဝကနေတဘဝဒီဘဝကသေပြီးနောက်ဘဝမှာမွေးပြန်တယ်ဒီဘဝကသေပြီးနောက်ဘဝမွေးပြန်တယ်အဲ့ဒါကိုတဘဝကတဘဝပြေးသွားနေရတယ်လို့ဒီလိုတင်စားပြီးတော့သုံးတာအမှန်ကတော့ပြေးနေတာတော့မဟုတ်ဘူးပေါ့ဘဝတစ်ခုအဆုံးသတ်သွားလိုက်နောက်ဘဝတစ်ခုပေါ်လာလိုက်ဘဝတစ်ခုအဆုံးသတ်သွားလိုက်နောက်ဘဝတစ်ခုပေါ်လာလိုက်အဲ့ဒီလိုဘဝပေါင်းဟာမရေမတွက်နိုင်အောင်အလွန်များခဲ့တယ်ဒါမို့အနေကဇာတိတန္တာရံလှည့်လည်ပြီးတော့ဖြစ်နေတဲ့ဘဝတွေအများကြီးတန္တာဝိတ္တမယမနာခဏနားအောင်မယ်ဆိုလို့မရဘူးသေးသေးချင်းနောက်ဘဝရောက်သွားပြန်ပြီဒီဘဝသိလိုက်တာနဲ့နောက်ဘဝမွေးပြန်ပြီအဲ့ဒါလို့ဘဝတစ်ခုကနေဘဝတစ်ခုကူးပြောင်းပြီးတော့တန်တရားကျင်လည်ခဲ့ရတယ်တဲ့ဒါဖြင့်တန်တရားကြီးထဲမှာဘာဖြစ်လို့အခုလို့တန်တရားဘဝမြောင်များစွာကျင်လည်ပြေးသွားနေရသလဲလို့မေးစရာရှိတော့ဂဟကာရံခဝေတန္တောတန္တာဝိတ္တံအနိဗ္ဗိတံဂဟကာရံခဝေတန္တောအခုလို့ဘဝတစ်ခုဘဝတစ်ခုရလာတယ်ဆိုရင်ခန္ဓာကိုယ်တွေရလာခန္ဓာကိုယ်ကိုအိမ်နဲ့တင်စားလိုက်တယ်ခွေးဘဝဆိုခွေးခန္ဓာခွေးခန္ဓာအိမ်ပေါ့လူဘဝဆိုလူခန္ဓာအိမ်ပေါ့နွားဘဝဆိုနွားခန္ဓာအိမ်ခန္ဓာအိမ်ကြီးတွေကလည်းအမျိုးမျိုးဒီဇိုင်းမျိုးမျိုးနဲ့ထုတ်တယ်နော်ဒီဇိုင်းကလည်းတစ်ခုနဲ့တစ်ခုတူတာမဟုတ်ဘူးဂျိုပါတဲ့အခါပါလိုက်မပါတဲ့အခါမပါလိုက်ဂျိုတောင်မှအရှိတူပါသေးတယ်နော်နှစ်ဖူးပေါ်ဂျိုပေါက်တာရှိသေးတယ်ဘယ်အခါနှစ်ဖူးပေါ်ဂျိုပေါက်ကြက်ဖြစ်တဲ့အခါကျနှစ်ဖူးပေါ်ဂျိုပေါက်နော်နှာခေါင်းပေါ်ဂျိုပေါက်တာဆင်ကြီးဖြစ်တဲ့အခါကျလည်းနှာခေါင်းကြီးကအရှိကြီးဖြစ်လာပြန်ရောအဲ့ဒါလို့ဘဝမှာဒီဇိုင်းအမျိုးမျိုးနဲ့နော်ဒီဇိုင်းအမျိုးမျိုးနဲ့ဒီလိုဖြစ်နေတာဟာဘာကြောင့်ဖြစ်တာတုံးလို့ဆိုဒီခန္ဓာအိမ်ကြီးကိုဘယ်သူကဒီဇိုင်းထုတ်ပြီးတော့ဆောက်နေတာတုံးလို့စဉ်းစားတော့လည်းပဲအဖြေမထုတ်နိုင်ခဲ့ဘူးတဲ့အသိဉာဏ်မရခဲ့ဘူးဟုတ်တယ်အဖြေမထုတ်နိုင်လို့ဘုန်းကြီးတို့တွေဟာဒီဘဝကတည်းကနောက်ဘဝမှာဒီဇိုင်းတစ်မျိုးနဲ့ပေါ်လာအောင်မှာပဲမပေါ်ဘူးလို့မဆိုနိုင်ဘူးကံဆိုတဲ့ဒီဇိုင်နာကဆွဲပေးထားတဲ့အတိုင်းနောက်ထပ်ပုံတစ်ခုတော့ပေါ်လာအောင်ပါပဲလူဘဝရောက်တဲ့အခါလဲအသားမဲမဲနဲ့ပေါ်ခြင်းပေါ်လာတယ်အသားဖြူဖြူနဲ့ပေါ်ခြင်းပေါ်အယုတ်ဆိုးကြီးတန်တဲ့ပုံနဲ့လည်းပေါ်ခြင်းပေါ်လာတာ
ရုပ်ချောတဲ့ပုံနဲ့လည်းပေါ်ခြင်းပေါ်လာအမျိုးကိုစုံတာရလာတဲ့ဘဝလေးကိုတခါဒီဇိုင်းမျိုးထပ်ပညာသေးတာနော်သပင်အနက်ကလေးပေးလိုက်ရင်မကျေနပ်နိုင်တော့အဖြူရောင်လေးဆိုငွေရောင်လေးဆိုကြပြန်တာပဲအဲ့တော့ကိုကထပ်ဆင့်ပြီးတော့ဒီဇိုင်းတွေထွင်းနေကြတာပေါ့အဲ့ဒါလို့ဘဝဟာဘယ်သူကဒီဒီဇိုင်းတွေထုတ်နေတာတော့လို့စဉ်းစားကြည့်လိုက်လို့ရှိရင်တဏှာကထုတ်နေတာပဲအခုဘဝလည်းပဲဒီဇိုင်းမျိုးပြင်းနေကြတာဘယ်သူကထုတ်တာတော့ဆိုလှခြင်းပခြင်းတဲ့စိတ်ကထုတ်နေတာပဲလေလှခြင်းပခြင်းတဲ့ဆိုတာတဏှာပဲလေအမျိုးပြင်းနေကြတာတန်တရားမှာလည်းအဲ့ဒီတိုင်းပဲဂဟကာရံဂဝေတံတော့ဒီဇိုင်းထုတ်ပြီးတော့ခန္ဓာကိုယ်တွေအမျိုးဖန်တီးနေတာဘယ်သူတုံးလို့ရှာတဲ့အခါမှာအနိဗ္ဗိတံသူ့ကိုရှာလို့မတွေ့ဘူးတဲ့ဘယ်သူလုံနေမှမသိဘူးတဲ့ဘယ်သူလုံနေမှမသိလို့တန်တရားထဲမှာဒီတိုင်းပဲငုံခံခဲ့ရတာနှစ်ပေါင်းများစွာဘဝပေါင်းများစွာတဲ့ဒါဖရာအမှတ်တရပြောတဲ့စကားတစ်ခုဘုန်းကြီးတို့တွေလည်းဆင်ញင်ကြည့်ငါဒီဇိုင်းဘယ်သူထုတ်နေတာတော့ဒီလိုဒီဇိုင်းနဲ့ဘယ်နှဘဝသွားရပြီတော့မြတ်စွာဘုရားအနာမတေကတုတ်မှာဟောထားသလိုကိုမျက်စိအောင်တိရစ္ဆာန်နေမြင်ငါလည်းဒီဒီဇိုင်းမျိုးတွေရခဲ့ဘူးတာပဲလို့အောက်မေ့ပြီးတော့နော်ဝက်မြင်စားဖို့ရမအောက်မေ့လေနဲ့ငါလည်းဒီဒီဇိုင်းမျိုးရခဲ့တာပဲလို့ပြောကြက်မြင်လည်းဒီဒီဇိုင်းမျိုးတွေငါဖြစ်ခဲ့တာပဲလို့ဒီလိုနှလုံးသွင်းအဲ့ဒီမှာဒီဒီဇိုင်းတွေဘယ်သူထုတ်နေတာတော့အိမ်ဘယ်သူဆောက်တာတော့လို့ရှာဖွေလိုက်တဲ့အခါရှာလို့မတွေ့ဘူးတဲ့ဒါဖြင့်ဘာလို့ဒုက္ခခံရှားနေတာတော့လို့မေးလို့ရှိရင်ဒုက္ခဇာတိပုဏ္ဏအကြောင်းများစကားလေးอ่ะဇာတိပုဏ္ဏထပ်တလဲလဲဘဝမှာပြန်မွေးခြင်းဟာဒုက္ခပြီးတော့ဒုက္ခရောက်တယ်မသက်တာဘူးပေါ့ဟုတ်တာပဲမွေးရတယ်ဆိုပဲသက်တာမလဲနော်လူဘဝမွေးတဲ့အခါမှာမိခင်ရဲ့ဝမ်းထဲမှာကိုလလွယ်လို့ဒီလိုနေရလောက်ဆင်းရဲမယ်ဆိုတော့စဉ်းစားကြည့်ပေါ့ကြက်တို့ဘာတို့ကြတော့ဥထဲမှာတစ်ခါနေရတယ်ဗိုက်ထဲကဥလေးဥချလိုက်တဲ့အခါအပြင်မဲ့ရောက်တော့တစ်ခါနေရပြန်တယ်နှစ်ထပ်ကွမ်းထောင်ချခံရတယ်ပေါ့ဒီလိုဆိုတာပါအဲ့ဒီကမှယုံကန်ထွက်လာမှအကောင်ဖြစ်တာအကောင်ဖြစ်ပြန်တော့လူပါဇတ်ထဲပြန်ရောက်တော့ပြန်ဒီလိုတွေအဲ့တော့ဒုက္ခဇာတိပုဏ္ဏမွေးလာပြီဆိုရင်ဒုက္ခဖြစ်တာသိကြတယ်လေဘုန်းကြီးတို့တွေခေါင်းကိုက်ရတာနဲ့သွားကိုက်ရတာနဲ့နားကိုက်ရတာနဲ့ဖြားရတာနဲ့နားရတာနဲ့ဆေးရုံဆေးကန်းသွားတာဘာဖြစ်လို့မွေးလာလို့ဖြစ်တာလေအဲ့ဒါတွေဒုက္ခတွေအမြဲတမ်းများတယ်လို့ဘုရားဒီလိုသုံးသပ်ပြတာနော်အဲ့ဒါကြောင့်မလို့သူရှာတာပါတဲ့ရှာလိုက်တာမတွေ့ခဲ့ဘူးအခုဒီနေ့တပ္ပယုတ္တဉာဏ်တော်ကြီးကိုရလို့အရဟတမေဉာဏ်တော်ကြီးကိုရလို့အဝိဇ္ဇာဆိုတဲ့ကိလေသာအမှောင်ကစပြီးအားလုံးကိုရှင်းလိုက်နိုင်တဲ့အခါကျတော့ဘယ်သူလှုပ်ထားလဲဆိုတဲ့လက်တယ်ဟာရှင်းကြီးတွေ့သွားပြီဒါကြောင့်မို့ဘုရားလောင်းကဘုရားကိုတော်မြတ်ကဆက်ပြီးတော့မိန့်ကြားတာကဂဟကာရကဒိဋ္ဌောတိဒီဇိုင်းထုတ်ပြီးတော့အိမ်ဆောက်နေတဲ့လူကိုငါတွေ့ပြီတဲ့အခုဘယ်သူလုံနေတယ်ဆိုတာလက်တယ်ကိုတွေ့ပြီဂဟကာရကဒိဋ္ဌောတိပုဏ္ဏဂေဟနခာတိနောက်ထပ်ဆောက်ခွင့်မပေးတော့ဘူးတဲ့ဘယ်သူလုံနေတယ်ဆိုတာသိရင်သူ့ကိုဖယ်ရှားတော့မယ်နောက်ထပ်ဆောက်ခွင့်မရတော့ဘူးဆောက်ခွင့်မရအောင်ဘာတွေဖြစ်စည်းပြလိုက်တာတော့ကာကာရကဒိဋ္ဌောတိပုဏ္ဏဂေဟနဂဟတိတဗ္ဗတိဖာတုကဘက်ခာအလုံးအဆောင်အမှုအတွက်အသုံးချမဲ့အရာတွေအကုန်လုံးဖြတ်ပလိုက်ပြီချိုးဖြတ်ပလိုက်ပြီဂဟကုတံဝိသင်္ခတံတကယ်အရေးပါတဲ့အရာကိုလည်းပဲဖြည့်ဆည်းပြလိုက်ပြီဆိုလိုတာက
ကိလေသာတွေကိုဖျက်ဆီးပြလိုက်ပြီကံတွေကိုလည်းဖျက်ဆီးပြလိုက်ပြီဟောဒီခန္ဓာကိုယ်ကြီးခန္ဓာအိမ်ကြီးကိုဆောက်လုပ်ခြင်းအကြောင်းဖြစ်တဲ့အဆောက်အဦတွေတခုမှမရှိတော့ဘူးပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောမယ်ဆိုရင်အဝိဇ္ဇာကိုရှင်းလိုက်နိုင်တာနဲ့တပြိုင်နက်သင်္ခါရဆိုတာရှင်းပြလိုက်နိုင်ပြီသင်္ခါရရှင်းပြလိုက်နိုင်တာနဲ့တပြိုင်နက်ဝိညာဏတို့နာယုတ်တို့သလရဏတို့ဖတ်တာတို့ဝေဒနာတို့ဆိုတာမလာတော့ဘူးဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါတွေကိုဖယ်ရှားလိုက်ပြီဝိသင်္ခါရခတံစိတ်တံငါရဲ့စိတ်လေးဟာပြုပြင်ပေးတတ်တဲ့အကြောင်းတရားတွေကံတို့ကိလေသာတို့ဆိုတဲ့ကမ္မဝတ်ကိလေသာဝတ်ဝိပါကဝတ်ဆိုတဲ့ဝတ်သုံးပါးထဲမှာကိလေသာနဲ့ကံနေကိလေသာတွေကိုဖျက်ဆီးပြစ်ခြင်းအဖြစ်ကံတရားတွေကိုလည်းပဲအလုံးမဖြစ်အောင်လုပ်လိုက်တာပဲဒါကြောင့်မို့ကံနေကိလေသာတွေချုပ်ငြိမ်းသွားအောင်ဆောင်ရွက်လိုက်တော့ဖန်တီးပေးမဲ့သင်္ခါရတွေကင်းသွားပြီအဲ့ဒီကင်းတဲ့နိဗ္ဗာန်ဆိုတာကိုသူ့စိတ်လေးဟာရောက်နေပြီဒါကိုရှာတွေ့လိုက်ပြီလို့ဒီလိုပြောတယ်ဝိသင်္ခါရကတံစိတ်တံငါရဲ့စိတ်လေးဟာသင်္ခါရတွေလုံးဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုအာယုံရောက်သွားနိုင်ပြီရောက်ရှိသွားပြီတဏ္ဏနံခယမစ္ဆကတဏှာတွေအလုံးကုန်ခန်းအောင်လုပ်နိုင်တဲ့အရတ္တမဲဆိုတဲ့အစွမ်းထက်တဲ့ဉာဏ်လက်နဲ့ကြီးကိုအခုငါရလိုက်ပြီလို့ဟောတယ်လို့ဥတိုင်းကျူးတာပါဒါဟာကဆုံလာပြည့်နေ့မှာဥတိုင်းကျူးခဲ့တဲ့စကားတစ်ခုပဲအဲ့တော့ဘုန်းကြီးတို့တွေလည်းတန်တရားဝကလွတ်ဖို့ဆိုလို့ရှိရင်တော့တဏှာကုံအောင်လုပ်နိုင်တဲ့အရတ္တမဲမရမချင်းကတော့ဒီဆိုင်အမျိုးမျိုးနဲ့တန်တရားထဲမှာလဲနေကြအောင်ပါပဲယိုးနေပြီသို့တော့လူတွေကမယိုးနိုင်ဘူးတဘွားပြီးတဘွားအစ်တွေဖြစ်နေလို့တွေ့တာမှုတွေအစ်လာလို့ဇက်တိုက်နောက်ထပ်ဘဝတွေကဆက်တိုက်ဖြစ်နေကြအောင်ပါပဲလို့ဒီလိုဆိုတာနော်ဖြစ်နေသမျှဒုက္ခတွေကလည်းမယမနာနောက်ဆက်တွဲပါနေမှာပဲနောက်ဆုံးဟာလိုချင်တဲ့တွေ့တာမှုတဏှာကုံစေတတ်တဲ့အရတ္တမဉဏ်ကိုရမှာဘဝဇတ်ဟာသိမ့်မှဖြစ်တယ်ပေါ့အဲ့ဒါဂေါတမဗုဒ္ဓရဲ့ဖျားဖြစ်တဲ့နေ့မှာဥရန်စကားအနေနဲ့ချူးရင်ခဲ့တဲ့ဂါထာလေးပဲဒီနေရာမှာဒီပင်ကရာမြတ်စွာဘုရားတို့အခြားဘုရားတွေချူးရင်ခဲ့တဲ့ဂါထာကဒီအနေကဇာတိဂါထာတွေမကဘူးနောက်ထပ်ဂါထာလေးနှစ်ပုဒ်ရှိသေးတယ်ဒါကထူးခြားတယ်လို့ပြောရမှာပေါ့နော်ဂေါတမမြတ်စွာဘုရားနဲ့ပတ်သက်လို့ကတော့ဒီလောက်ပဲပါပြီးတော့ဒီပင်ကရာမြတ်စွာဘုရားတို့တခြားဘုရားတွေမှာနောက်ထပ်အဓိပ္ပာယ်ထူးခြားတဲ့ဂါထာလေးနှစ်ပုဒ်ကိုလည်းဥရန်စကားအနေနဲ့မိန့်ကြားခဲ့တာဒီနေ့အမှတ်တရဖြစ်မှတ်သားကြဖို့အယောဂနဟတတေဝဆလတောသာတဝေထတောအနုပုပ္ပုပတန္တတယထာနဈာယတေဂတိယထာနညာယတေဂတိဆိုလိုတဲ့အဓိပ္ပာယ်ကတော့တံပြားကြီးကိုမီးဖုတ်ရဲနေပြီဆိုတဲ့အခါကျတော့အဲ့တံပြားကြီးကိုတူနဲ့ထုလိုက်တဲ့အခါမှာမီးပွားလေးတွေမီးပွင့်လေးတွေပေါ်လာတယ်လေမီးရဲဖုတ်ထားတဲ့တံပြားကိုထုလိုက်လို့ရှိရင်မီးပွားလေးတွေလွင့်သွားလွင့်ပြီးတော့ပေါ်လာတယ်အဲ့ဒီလွင့်ပေါ်လာတဲ့မီးပွားလေးတွေခဏလေးပဲငြိမ်းသွားတာသေချာမမြင်ဘူးရင်ပပဲသွားချိပေါ့နော်တန်မြာထုလိုက်တဲ့အခါမီးပွားလေးတွေဘွားကနေပေါ်လာပြီးတော့လွင့်ပြီးငြိမ်းသွားအဲ့ဒီငြိမ်းသွားတဲ့မီးပွားလေးတွေဟာဘယ်ရောက်သွားတာတုံးလို့လိုက်ရှာမယ်ဆိုရင်တွေ့နိုင်မှာမလားမတွေ့နိုင်ဘူးတဲ့အဲ့ဒါလိုပဲတဲ့ဧဝံတမ္မာဝိမု tta နာကာမဗန္ဒောပခါရိနာတဏှာဆက်အနှောင်ဖွဲ့ကိုဖြတ်ကျော်ပြီးတဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်ရဲ့လွတ်မြောက်မှုကိုရရှိပြီးတဲ့ပုဂ္ဂိုလ်တွေမှာ
ပညာပေတုံဂတိနတ္ထိပြိနိဗ္ဗာန်စံသွားတယ်ဆိုတာဘယ်ရောက်သွားတုံးလို့လိုက်ရှာလို့မရဘူးတဲ့ခုနကတူနဲ့ထုလိုက်လို့မီးပွားလေးတွေပေါ်တက်လာပြီးတော့ငြိမ့်သွားတဲ့မီးပွားလေးဟာဘယ်ရောက်သွားတယ်လို့လိုက်ရှာစရာမရှိတယ်လို့ပဲကိလေသာတွေကလွတ်မြောက်သွားတဲ့စိတ်ဓာတ်ရှိတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့ဘဝဘယ်ရောက်သွားတယ်ဆိုတာရှာလို့မတွေ့ပါဘူးတဲ့ပညာပေတုံဂတိနတ္ထိပတ္တနာအစလံဒုက္ခဘယ်တော့မှရိမ့်လှုပ်ရှားပြောင်းလဲခြင်းမရှိတဲ့ချမ်းသာဒုက္ခကိုနိဗ္ဗာန်ချမ်းသာကိုရရှိပြီးတဲ့ပုဂ္ဂိုလ်ဟာဘယ်ကိုရောက်သွားတယ်ဆိုတာသူ့ဘဝလိုက်ရှာလို့မရဘူးတဲ့နော်အများကတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်ဆိုတော့နိဗ္ဗာန်ဟာဘုံကြီးလို့အောက်မေ့တခြားဘာသာတွေမှာလည်းဘုံကြီးတွေပဲလေဘုရားသခင်နေတဲ့မဟုတ်မနာမတရားကောင်းဝင်ဘုံကြီးကိုလက်ညှိုးထိုးပြီးတော့ပြောနေကြတာအဲ့ဒီကောင်းဝင်ဘုံကြီးကအခုအိုဆုံးလွှာတွေပေါက်နေတော့ပိုးတောင်ပူလေဦးမယ်နော်အောက်မြေပြင်ကလူတွေတောင်တော်ပူနေတာအဲ့ဒီမှာယန္နာပုဂ္ဂိုလ်တွေကိလေသာအလုံးကလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ရဲ့လာယာဂတိဆိုတာမသိနိုင်တော့ပါဘူးလို့ဒီအဓိပ္ပာယ်ရှိတဲ့ခါတာနှစ်ပုဂ္ဂိုလ်ပါရှေးဖျားတွေကြထည့်သွင်းပြီးတော့ပြောကြလို့ဖြည့်ဆွက်ပြီးတော့မှတ်သားလို့ရတာပေါ့နော်အဲ့ဒါဟာကဆုံလားပြည့်ရဲ့အမတ်တရစကားတစ်ခုပဲနောက်တစ်ခါမြတ်စွာဘုရားတရားဓမ္မလဲဟောပြောလို့သက်တော်80အရွယ်ရောက်တဲ့အခါခန္ဓာကိုယ်ကြီးကမခိုင်မြဲတော့ဘူးအင်အားတွေရောကြလာလို့နောက်ဆုံးမှာကုသိဏယုံအင်းကြီးပင်တို့ရဲ့အကြားမှာပြိဋိဘံစံတော်မူတော့မယ်ကဆုံလာပြည့်နေ့မှာမြတ်စွာဘုရားရဲ့အလောင်းတော်မြတ်စွာဘုရားကိုတော်မြတ်ပါဝါမျိုးကစုံဒဆိုတဲ့ပရိန်ဆရာကတ်လိုက်တဲ့သူကရမတ္တဝလို့ခေါ်တဲ့ဝက်ပြူသားလို့လည်းပြောတယ်တချို့ကလည်းမှုတစ်မျိုးလို့လည်းပြောတယ်တချို့ကလည်းမြတ်စွာဘုရားအာမပြတ်အောင်လို့ရတယနာဆေးကိုဖော်ဆက်ပြီးတော့ပေးတယ်လို့လည်းဆိုတယ်အဲ့ဒီသူကရမတ္တဝဆိုတာဘုရားအတွက်တီးတန့်ချက်ပြုတ်ထားတဲ့ဟင်းတစ်ခွက်လိုပဲဆိုကြပါစို့မြတ်စွာဘုရားကိုအထူးစီမံချက်ပြုတ်ပြီးတော့စုံနာကဟောဒီကဆုံလာပြည်နေမှာကတ်လိုက်တာမြတ်စွာဘုရားဟာဒီဆွမ်းကိုဖုံးမေးပြီးတဲ့အချိန်မှာပဲဆွမ်းကြောင့်ဖြစ်တာမဟုတ်ဘူးယောဂါကဒီဆွမ်းမစားလည်းပဲဒီယောဂါဖြစ်မှာဆွမ်းစားသည့်အတွက်ကြောင့်ဖြစ်တာမဟုတ်ဘူးအဲ့ဒီဆွမ်းဖုံးမေးပြီးတဲ့အချိန်မှာဘာဖြစ်လာတော့ဆိုသွေးဝမ်းသွားတဲ့ယောဂဖြစ်ပေါ်လာတယ်ဒီဆွမ်းကြောင့်မို့လို့သွေးဝမ်းသွားပြီမဲ့လို့အားတွေဟာပြိုလဲပြီးတော့မသွားနိုင်ပဲမသွားပဲနဲ့ကုသိဏယုံရောက်အောင်ခီးဆက်နိုင်တယ်ပေါ့ဒီလိုဆိုလိုတာနော်အဲ့ဒါအဓိပ္ပာယ်အမှတ်မှားတတ်တယ်အနုဘုဆိုရင်စုံနာဆိုတဲ့လူဆွမ်းချက်တာဝက်သားကမလက်ဆက်လို့မြတ်စွာဘုရားဝန်းလျှောတယ်လို့ဒီလိုအောင်းမေ့နေကြအချို့อ่ะစုံနာပဲပြစ်တင်ရမလို့ဖြစ်နေမဟုတ်ဘူးစုံနာကတ်လိုက်တဲ့ဆွမ်းကြောင့်မို့လို့မြတ်စွာဘုရားဝေးလံတဲ့ခရီးကိုခြေကျင်ကြွနိုင်သေးတာ25ချိန်လမ်းမှာနာပြီးတော့ကုသိဏယုံထီအောင်ကြွတာဘာကြောင့်အပင်မခံပြီးတော့ကြွနေတာတုံးလို့ဆိုသူပတ္တဆိုတဲ့ပြပိုက်ကြီးနဲ့တွေ့ဖို့ကြွတာနောက်ဆုံးတရားဟောဖို့ရှိတယ်လေမြတ်စွာဘုရားကကရုဏာအမတန်မှကြီးမားတော်မူတယ်တနာတယ်သူပတ္တကြီးဟာဒီတစ်ခါမမိလိုက်ဘူးဆိုရင်နောက်ထပ်ဘုရားမိဖို့သူခက်သွားလိုက်လူဆိုတာသိစိသေးကြတာမဟုတ်ဘူးလေဒီဘဝလူကောင်းဖြစ်ပေမဲ့နောက်ဘဝကောင်းချင်မှကောင်းတာအဲ့ဒါကြောင့်မို့လို့မိယထာတို့သင်္မောတို့ယထာသင်္မောကိုယ်ဟာစောဆိုတာလို့နော်နောက်ကြရင်ကြံရင်မှာပဲအဲ့တော့သူပတ္တကြီးမိဖို့ဆိုပြီးတော့မြတ်စွာဘုရားအားခဲပြီးတော့ကုသိဏယုံကြွတာကဆုံလာပြည့်နေပဲအဲ့ဒီကြွရင်းနဲ့မဟာသုဒ္ဓတနာသုတ်တန်ကြီးကိုဟောလိုက်သေးတယ်ရှင်အနန္ဒာကိုမှားစရာစကားတွေလည်းမှားတယ်
အဲ့ဒီမှားတဲ့စကားတွေထဲမှာကဆုံလားပြည့်အမှတ်တရထဲမှာရှင်အနန္ဒကိုမှားခဲ့တဲ့စကားလေးတစ်ခုကလည်းမှတ်သားเสียရပဲဘယ်လိုမှားခဲ့တာတုံးလို့ဆိုရင်အာနန္ဒတဲ့ငါမရှိတော့တဲ့နောက်ငါဟောခဲ့တဲ့ဓမ္မငါပြညတ်ခဲ့တဲ့ဆုံးမခဲ့တဲ့ဝိနည်းဒီဓမ္မနဲ့ဝိနည်းဟာမင်းတို့ရဲ့ဆရာပဲလို့ဘုရားမရှိတဲ့နောက်ဓမ္မဝိနည်းအတိုင်းနေကြလို့ဒီလိုဆိုလိုတာနော်ဒါကြောင့်မို့လို့မြတ်စွာဘုရားမရှိတော့ပေမဲ့ဘုရားတရားတွေရှိနေလို့ရှိရင်ဘုန်းကြီးတို့တွေဟာဘုရားတရားတော်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်နေထိုင်ခြင်းဖြင့်လိုအပ်တဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်လို့ဒီလိုဆိုတာပေါ့နော်ကစုံလာပြီနေ့မှာပဲမြတ်စွာဘုရားဒီစကားမိန့်ကြားတယ်နောက်ဆုံးရှင်အာနန္ဒာနဲ့ယဟန္တာငါတွေကိုနောက်ဆုံးမိန့်ကြားလိုက်တဲ့စကားကတော့ဟန္တဒါနိဘိက္ခဝေအာမန္တယာမိဝောဟန္တာဆိုတာဒီစကားလုံးကစကားပြောဆိုမှုတွေကိုရပ်ဆိုင်တော့တဲ့အဓိပ္ပာယ်ပဲဗမာတွေဆိုလို့ရှိရင်စကားဖြတ်ရင်ဘယ်လိုလုပ်ကြတော့ကဲအလုံးရှိလို့သွားလိုက်အောင်မယ်ပေါ့နှုတ်ဆိုစကားကြောကရှင်းနေဥမှာဟုတ်နော်စကားလက်ဆောင်ကြနေပြီဆိုကဲလို့သာလာရင်သွားတော့မယ်ဆိုတော့သိချာအဲ့ဒါလိုပဲပါဠိစကားမှာဟန္တဆိုတာလေပြောလိုက်တာစကားကိုဆုံးသတ်ဖို့ပဲဒါနိဘိက္ခွေအာမန္တယာမိဝောငါအချင်းချုပ်မှာခဲ့မယ်တဲ့အချင်းချုပ်ခုငါပြောလိုက်မယ်တဲ့ဝယဓမ္မသင်္ခါရအကြောင်းတရားတွေကပေါင်းစပ်လို့ပြုပြင်ထားတဲ့တဘာဝတရားမှန်သမျှယုံ nant ဓမ္မသင်္ခါရမှန်သမျှဝယဓမ္မပျက်စီးခြင်းပြိုကွဲခြင်းသဘောရှိတယ်အကြောင်းတရားတွေပေါင်းစပ်ထားလို့လောက်ကင်ထားတဲ့အရာမှန်သမျှဘယ်တော့မှမမြဲဘူးပျက်စီးမဲ့အနေထားရှိတယ်ဒါကိုတတိကြကြထားကြဖို့လို့ဆိုလိုတယ်နော်ဒီလိုတတိပေးပြီမဲ့လို့ငါမသေးသေးဘူးလို့ပဲအောင်းမိတ်နေကြတာလူတွေကနေ့စဉ်သေးနေတာတော့မမြင်ဘူးနော်တရေတဲ့တရေအိုးနေတာဒါတွေမမြင်ဘူးပြောင်းလဲမှုကနေ့စဉ်ရှိတယ်ပေါ့ပြောင်းလဲမှုကနေ့စဉ်ပြောင်းနေတာအဲ့ဒါမြတ်စွာဘုရားကဝေယဓမ္မသင်္ခါရသင်္ခါရတရားမှန်သမျှဟာကုံဆုံးပျက်စီးခြင်းသဘောရှိတယ်ဘယ်တော့မှမြဲမှာမဟုတ်ဘူးဒါကြောင့်မလုပ်ရအပမဒေနတမ္ပါဒိဋ္ဌာအဲ့ဒီမမြဲတဲ့သဘောကိုမပြတ်စဉ်းစားဆင်ခြင်ပြီးတတိကြီးစွာထားကြတဲ့ကာမဂုဏ်အာယုန်နေနဲ့မိမိမောမောမနေကြနဲ့ဘာလို့ရှိလို့ညာလို့ရှိလို့မသေးသေးဘူးနောက်နှစ်မှဆိုတာဒီမလုပ်ကြနဲ့လို့ပြောတာနော်အဲ့ဒါလို့မြတ်စွာဘုရားရဲ့ဒီကဆုံလားပြည့်နေ့မိန့်ကြားခဲ့တဲ့အမှတ်တရစကားဟာဝေယဓမ္မသင်္ခါရတဘာဝတရားကြီးတစ်ခုလုံးကိုရှင်းပြီးတော့ပြောလိုက်တာသင်္ခါရတရားမှန်သမျှအမြဲတမ်းယိုယွင်းပျက်စီးတဲ့သဘောရှိတယ်ဒါကြောင့်အပမဒေနတမ္ပါဒိဋ္ဌာပြောစရာအာယုန်ထဲမှာစိတ်ကိုနှိမ့်မြုပ်ပြီးတော့မနေကြနဲ့တတိထားကြကိုလှုပ်เสียရည်အများကြီးရှိတယ်အပမာဒဆိုတဲ့တတိတရားနဲ့ကိုလှုပ်ရမယ့်ဟာတွေမမေ့နဲ့ဘာတွေလှုပ်ရမှာပါလိမ့်လို့ဆိုရင်ဘုန်းကြီးတို့တွေတဏ္ဍမှာအကုသိုလ်တွေကတန်လန်းရှိတယ်ပေါ့နော်လူတိုင်းဟာတန်လန်းစနိုင်ခန္ဓာစတိုင်လိုပဲတန်လန်းဖြစ်နေတဲ့အကုန်လုံးဒိဋ္ဌိကလည်းတန်လန်းနော်ဝိသိကိစ္စကလည်းတန်လန်းအဲ့ဒီတန်လန်းနဲ့နေတာတွေကိုတတိထားကြဒါတွေလောက်အောင်မှဆိုတာရှိရမယ်နော်ဒါတော့တတိမရဘူးဒီပြင်လှုပ်လေးတွေလောက်အောင်မှတော့တတိရတယ်ပေါ့အဲ့တော့ဒီတန်တရားတွေရှိနေသေးတယ်မှားရွေးတဲ့အမြင်တွေရှိနေသေးတယ်ဒါတွေကိုရှင်းဖို့လိုအပ်တယ်ကာမဂုဏ်အာယုံပေါ်မှာတွေ့တာတဲ့စိတ်တွေရှိနေသေးတယ်ကိုယ်လိုမကြရင်မုန်းတီးခြင်းဒေါသဖြစ်ခြင်းဆိုတာတွေမကင်းသေးဘူးဒါတွေတို့ရှင်းဖို့လိုနေသေးတယ်
အဝိဇ္ဇာဆိုတဲ့အမှောင်တရားလဲဒုသဏ္ဍာန်မှာမကင်းနေဘူးဒါကြောင့်မို့လို့အသိဉာဏ်ဟာဝိုးဝါဝိုးတော်ဖြစ်နေသေးတယ်အမှန်မသိနိုင်သေးဘူးအဝိဇ္ဇာအမှောင်ရှင်းဖို့လဲတို့လိုနေသေးတယ်ဆိုတာဒီနဲ့ပတ်သက်ပြီးတော့မမေ့ကြနဲ့တဲ့ဟောတာကဆုံလာပြီနေ့အမှတ်တရားပဲဖြစ်ပါတယ်အေးဗုဒ္ဓမြတ်စွာဝိဘာတော်မူခဲ့တဲ့ပြောခဲ့တဲ့အယမန္တိမာဇာတိနတ္ထိတာနိပုဏ္ဏဘောဆိုတဲ့အနေထားတစ်ခုရောက်တရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်မှကိုယ်ဘဝကိုဒီဇိုင်းထုတ်ပြီးတော့ဆောက်နေတဲ့တဏှာဆိုတာကိုဖယ်ရှားနိုင်မှာဖြစ်တယ်အဲ့ဒီတဏှာကိုဖယ်ရှားနိုင်မှအပ္ပမရဖယ်ရှားနိုင်ဖို့အတွက်သင်္ခါရတရားတွေရဲ့မမြဲမှုကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာကာမဂုဏ်အာယုန်တွေထဲမှာမေ့မျောပြီးတော့မတည်ပဲနဲ့တတိကြီးစွာထားလို့အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ဝိမြစ်ကိုဖယ်ရှားနိုင်အောင်တို့တွေကြိုးစားရမှာဖြစ်တယ်လို့ဗုဒ္ဓမြတ်စွာရဲ့ဗုဒ္ဓနေ့ကဆုံလပြည့်ဗုဒ္ဓနေ့ခါသမယမှာအမှတ်တရမိန့်ကြားခဲ့တဲ့စကားများကိုနာယူမှတ်သားပြီးတော့ကျင့်ကြံအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရမရတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသန္တဝေပုစာညစ်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သဝတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရအောင်ပဲဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း